လူနှစ်ယောက်ဟာတဲကန်နာရထဲမှာရေငတ်ပြီးတေးလူမျောပါဖြစ်နေကြတယ်ရုတ်တရက်ရေခွက်တစ်ခုကိုလှမ်းမြင်လိုက်တဲ့အခါမှာတော့အမျိုးသားတစ်ယောက်ကအဲ့ဒီမြင့်မြတ်တဲ့ခွက်ထဲမှာရှိတဲ့ရေကိုတောက်ချင်စောနဲ့အတင်းပြေးသွားပါတော့တယ်ဒါပေမဲ့အဲ့ဒီခွက်ကိုသူကင်လိုက်တဲ့စက္ကန့်ပိုင်းမှာတင်တစ်ခုခုကတော့အကြီးအကျယ်မှားယွင်းသွားခဲ့ပါတယ်အဲ့ဒီလူဟာချက်ချင်းပဲပြအဖြစ်ပြောင်းလဲသွားပါတော့တယ်မာလင်ဟာသူ့ရဲ့အဖော်သူ့ရှိတင်တည်သွားတာကိုကြည့်ပြီးစိတ်ထဲမှာပြားများနေခဲ့တယ်သူတဲကန်နာရထဲမှာပဲဆက်နေပြီးအသေးခံမလားဒါမှမဟုတ်သူ့ရဲ့အသက်ကိုပဲအလောင်းစားလုပ်မလားနောက်ဆုံးမှာတော့မာလင်ဟာစွန့်စားဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးခွက်ကိုကင်ဖို့ဖြည်းဖြည်းချင်းလက်လန်းလိုက်တယ်ဒီတစ်ခါတော့ဘာမှမဖြစ်တဲ့အတွက်အထဲကရေကိုသူတောက်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲအံ့ဩစရာတွေဖြစ်လာပြီးသူ့ပတ်ဝန်းကျင်ကခြောက်သွေးတဲ့တဲကန်နာရဟာတောအုပ်ကြီးအဖြစ်ချက်ချင်းပြောင်းလဲသွားခဲ့တဲ့နေရာတိုင်းမှာတစ်ပင်တွေနဲ့အသက်ဇီဝတွေပြည့်နှက်သွားပြီးအဲ့ဒီအချိန်ကစလို့မာလင်ဟာမယုံနိုင်စရာကောင်းတဲ့စွမ်းအားတွေကိုရရှိခဲ့ပါတယ်သူဟာအနာဂတ်ကိုမြင်နိုင်ုံတင်မကပဲမတည်နိုင်တဲ့ကိုယ်ခန္ဓာကိုပါရရှိသွားတာပါနောက်ထပ်900တိုင်တိုင်သူဟာသူ့ရဲ့မော်စွမ်းအားတွေကိုတုံးပြီးလူတွေကိုကူညီပေးခဲ့ပါတယ်တနေ့မှာတော့နေမှုလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ပေါ်လာပြီးသူတို့ပထမဆုံးဆုံတွေ့တဲ့အချိန်မှာတင်တယောက်ကိုတယောက်ချစ်မိသွားကြပါတယ်ဒါပေမဲ့မာလင်ကတော့စိတ်ဆင်းရဲနေရတယ်ဘာလို့လဲဆိုတော့သူကမတည်နိုင်တဲ့အတွက်သူ့ချစ်သူအိုမင်းပြီးတည်ဆုံးသွားတာကိုထိုင်ကြည့်နေရမယ့်ကံကြမ္မာရှိနေလို့ပါဒါကြောင့်သူတို့ထာဝရအတူရှိနိုင်အောင်သူ့ကိုလည်းအဲ့ဒီခွက်ထဲကရေကိုတောက်ခွင့်ပေးဖို့နေမှုကအကြံပြုပါတယ်ဒါပေမဲ့မာလင်ကတော့အမှန်တရားကိုသိနေခဲ့တဲ့မတည်နိုင်တာဟာဆင်းရဲဒုက္ခတစ်ခုဖြစ်တဲ့အတွက်နေမှုကိုဒီလိုတန်ဖိုးမျိုးမပေးဆက်စေချင်ပါဘူးဒါကြောင့်မာလင်ဟာအဲ့ဒီခွက်ကိုဓာတ်တလက်ဖြစ်တုံးလုပ်ပြီးသူ့ရဲ့မော်စွမ်းအားတွေကိုဖျောက်ပစ်ဖို့ဆုံးဖြတ်လိုက်တယ်ဒါမှသူဟာတာမန်လူတစ်ယောက်ပြန်ဖြစ်မှာပါဒါပေမဲ့အဲ့ဒီခွက်ကိုဓာတ်သွင်းဖို့အတွက်ပရိုမီသီးယပ်စ်ရဲ့မိတောက်ကိုသူ့လိုအပ်ပါတယ်လန်ခီမှာသူတို့ဟာရွာတရွာကိုဖျက်သွားခဲ့ကြပေမဲ့ရွာသားအလုံးဟာအသက်ခံထားရပြီးသားဖြစ်နေတာကိုတွေ့လိုက်ရတယ်ပြီးတော့မြေပြင်ပေါ်မှာပြန့်ကျဲနေတဲ့အစအနတွေကိုတွေ့လိုက်ရတဲ့အတွက်တစုံတစ်ယောက်ကအဲ့ဒီခွက်ကိုလိုက်ရှာနေတယ်ဆိုတာသူတို့သိသွားကြပါတယ်မာလင်ဟာချက်ချင်းပဲမော်ပညာနဲ့စမ်းသပ်ကြည့်လိုက်တဲ့အခါမျက်နှာဖုံးဆွတ်ထားတဲ့လူတစ်ယောက်သူတို့စီတန်တန်မတ်မတ်လာနေတာကိုတွေ့လိုက်ရတယ်မာလင်ကချက်ချင်းထွက်သွားခြင်းပေမဲ့နေမှုကတော့ဒါကိုနားမလည်နိုင်ဖြစ်နေပါတယ်မာလင်မှာဒီလောက်အစွမ်းထက်တဲ့မော်ပညာတွေရှိနေတာပဲဒါကိုတာမန်လူတစ်ယောက်ကိုသူဘာလို့ကြောက်နေရတာလဲဒါပေမဲ့မာလင်ကရှင်းပြတယ်အကယ်၍သူတာမော်ပညာသုံးပြီးလူတက်မိရင်အမောက်မော်စွမ်းအားတွေကသူ့ကိုဝါမျိုးသွားလိမ့်မယ်လို့ပြောပြပါတယ်နေမှုမှာမေးခွန်းတွေအများကြီးရှိနေပေမဲ့မာလင်နောက်ကိုလိုက်သွားဖို့ကလွဲလို့တခြားရွေးချယ်စရာမရှိခဲ့ပါဘူးသူတို့ဟာအဲ့ဒီမိတောက်ရှိတဲ့နေရာကိုရောက်သွားကြပါတယ်မာလင်ဟာပရိုမီသီးယပ်စ်ရဲ့မိတောက်ကိုတုံးပြီးခွက်ကိုမြင့်မြတ်တဲ့ဓာတ်တလက်အဖြစ်တွန်းလုပ်လိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှတင်မျက်နှာဖုံးဆွတ်ထားတဲ့လူဟာရုတ်တရက်ပေါ်လာပါတော့တယ်သူကနေမှုကိုအနောက်ကနေဖမ်းဆွဲလိုက်ပြီးဓာတ်ကိုပေးဖို့မာလင်ကိုချိန်ချောက်ပါတယ်ဒီလိုအရေးကြီးတဲ့အချိန်မှာပဲနေမှုဟာရှိသမျှအားနဲ့ရုတ်တရက်ပြန်ခုခံပါတော့တယ်သူဟာမျက်နှာဖုံးဆွတ်ထားတဲ့လူရဲ့မျက်နှာဖုံးကိုဆွဲခွာလိုက်တယ်အဲ့ဒီလူဟာဒေါသအကြီးအကျယ်ထွက်သွားပြီးသူ့လက်နက်နဲ့နေမှုရဲ့ဘိုက်ကိုအဲ့ဒီနေရာမှာတင်ထိုးဖောက်လိုက်ပါတော့တယ်မာလင်ဟာတေးအန်ဆဲဆဲဖြစ်နေတဲ့သူ့ချစ်သူကိုကိုယ်ပိုက်ထားရင်အကြီးအကျယ်စိတ်ပြတ်အားငယ်သွားခဲ့တယ်ဒါတောင်မှသူဟာဘသူ့ကိုမှဒုက္ခပေးဖို့ညှင်းဆန်နေတော့မှာပဲသူကအဲ့ဒီလူကိုဓာတ်ချဖို့ဖြောင်းဖျားဖို့စူးစမ်းနေခဲ့တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့နေမှုကအဲ့ဒီလူရဲ့အနောက်ကနေရုတ်တရက်လှမ်းဆွဲပြီးနှလုံးကိုဖောက်ထုတ်လိုက်ပါတော့တယ်တကယ်တမ်းဘာဖြစ်ခဲ့တယ်လဲဆိုတာကတော့ဒါပါစောစောကမာလင်မော်ပညာသုံးပြီးစမ်းတက်နေတဲ့အချိန်မှာနေမှုဟာအဲ့ဒီခွက်ထဲကရေကိုတိတ်တဆိတ်တောက်ထားခဲ့တာပါအခုတော့သူလည်းမတည်နိုင်တဲ့စွမ်းအားကိုရသွားပြီပေါ့ဒါပေမဲ့ဘာကတကယ်ကိုကြောက်စရာကောင်းတာလဲအဲ့ဒါကတော့နေမှုသာလူတက်မိရင်အမောင်ထုကသူ့ကိုဝါမျိုးသွားလိမ့်မယ်ဆိုတာပါပဲဒါကြောင့်မာလင်ကသူ့ကိုရက်တံဖို့တောင်းပန်ပေမဲ့နေမှုကတော့လုံးဝနားမထောင်ပါဘူးသူ့အတွက်မတိုက်ခိုက်ပါနဲ့ငါကမင်းအတွက်တိုက်ခိုက်ပေးနေတာပါငါသိတဲ့အမျိုးသမီးလေးတိုင်းပဲမင်းကိုဆက်ပြီးရှိနေစေချင်တာပါမင်းဒီလိုဖြစ်သွားတာကိုငါမကြည့်ရဘူးမင်းရအားလုံးဆုံးရှုံးသွားပြီလို့ခံစားနေရတာကိုငါသိပါတယ်တစ်ဖက်ကကြည့်ရင်မင်းသာဓာတ်ကိုလှုပ်လိုက်ရင်ငါတို့အားလုံးဆုံးရှုံးသွားရလိမ့်မယ်နောက်ဆုံးမှာတော့သူဟာအဲ့ဒီလူရဲ့နှလုံးကိုချေမောပစ်လိုက်ပါတော့တယ်အဲ့ဒီလူတည်သွားတဲ့အခါမာလင်အကြောက်ဆုံးရာကတကယ်ပဲဖြစ်လာပါတော့တယ်ခွက်ရဲ့စွမ်းအားတွေကနေမှုအပေါ်ပြောင်းပြန်တက်ရောက်သွားပြီးသူဟာအမောက်မော်ဆရာမကြီးတယောက်လုံးဖြစ်သွားပါတော့တယ်အဲ့ဒီနောက်သူဟာမြင့်မြတ်တဲ့ဓာတ်ကိုသူ့လက်နဲ့နှစ်ပိုင်းချိုးပစ်လိုက်ပြီးမာလင်ရဲ့အနားကနေလှည့်ထွက်သွားခဲ့တယ်ဒီဓာတ်မကောင်းတဲ့လူတွေလက်ထဲမရောက်အောင်မာလင်ကဓာတ်တဝက်ကိုကြောက်တုံးထဲမှာပိတ်လောင်ထားလိုက်ပါတယ်ကျန်တဲ့ဓာတ်အကျိုးတစ်ဖက်ကိုတော့ဓာတ်မြောင်ဖြစ်လှုပ်လိုက်တဲ့နေမှုအမောင်လောကထဲရောက်သွားရင်တော့သူ့ကိုထိန်းချုပ်နိုင်အောင်လို့မာလင်ကနေမှုရဲ့ဝိညာဉ်ကိုအဲ့ဒီဓာတ်မြောင်ထဲမှာပိတ်လောင်ထားလိုက်ပါတော့တယ်မာလင်ကဂါထာမန္တန်ကိုရွတ်လိုက်တဲ့အခါနေမှုဟာအတင်းအဓမ္မခေါ်ယူခြင်းခံလိုက်ရတဲ့နေမှုကဓာတ်ကိုသူ့ဘာသာဆုံးသက်ခြင်းပေမဲ့သူတကယ်တမ်းချစ်ခဲ့ရတဲ့အမျိုးသမီးနဲ့ထိတ်တိုက်တွေ့တဲ့အခါမှာတော့ဓာတ်ကိုမလုပ်ရခဲ့ပါဘူးအဲ့ဒီအချိန်မှာနေမှုကအခွင့်အရေးကိုမြင်သွားခဲ့တယ်သူဟာအမောက်မော်ပညာကိုသုံးပြီးမာလင်ကိုချက်ချင်းပိတ်လောင်လိုက်ပြီးတစ်ပင်တစ်ပင်အဖြစ်ပြောင်းလဲပစ်လိုက်ပါတော့တယ်